တိတာကိုမတိသလိုနေပေးလိုက်တာဟာတစ်ဖက်လူကိုဦးစားပေးလိုက်တာပါအရာအလုံးကိုတိနေပေမဲ့လေဘာမှနားမလဲသလိုမျိုးပြန်မေးပေးတာဟာတစ်ဖက်လူအပေါ်လေးစားသမှုပြုလိုက်တာပဲဖြစ်ပါတယ်နေရာတကာမှာငါတိငါတက်ဆိုပြီးဆရာကြီးအထာနဲ့နေတတ်သူလေးကိုတချို့လူတွေကရှောင်ဖယ်ပေးထားတတ်ကြပါတယ်ဒါဟာအဲ့ဒီနေရာကိုမလိုချင်လို့တီးတန့်ဖယ်ပေးထားတာဖြစ်ပေမဲ့အဲ့ဒီလူတွေကတော့သူတို့လောက်ဘသူမှနားမလဲဘူးဆိုပြီးကိုအထင်ကြီးနေတတ်ကြပါတယ်တကယ်တော့နေရာတော်တော်များများမှာဒီလိုလူမျိုးတွေရှိနေတတ်ပါတယ်ဒီလိုလူတွေနဲ့တွေ့တဲ့အခါပြိုင်ပြီးမငင်းပါနဲ့သူတို့ကပဲအရှုံးပေးလိုက်ပါဒါဆိုရင်သူတို့ပြောတော့ပါလိမ့်မယ်အချို့အရာတွေမှာခေါင်းကွန်ခံနေတာဟာလေးစားလို့မဟုတ်တလို့တကယ်လေးရှုံးနှိမ်သွားတာမဟုတ်ပါဘူးအစင်တဲမတူလို့မတူပါတာမျိုးပဲဖြစ်ပါတယ်ဘဝမှာညံနေတဲ့လူကလက်စားချီတတ်ပြီးညံရှိတဲ့လူကတော့ခွင့်လွတ်တတ်ပါတယ်တကယ်ကိုအတော်ဆုံးလူကတော့လစ်လူရှူတတ်ကြပါတယ်ဒီအချက်တွေကိုနားလေပြီးလူတွေပေါ်ဆက်ဆံနိုင်မယ်ဆိုရင်တော့ဒါဟာအကောင်းဆုံးသောဘဝနေထိုင်မှုပုံစံပဲဖြစ်ပါလိမ့်မယ်